fasting တွေပါရောလုပ်ကြ fasting ကိုသူများတွေလို့တော့မဟုတ်ဘူး ဟင်းမကောင်းတဲ့နေ့လုပ်လိုက်တာ ထမင်းရမ်းကြိုက်တာလေကျင့်ရပါနေမလားခုနလိုလေအိမ်မှာထမင်းကအဓိကစားခဲ့ရတာဆိုတော့ပီဇာစားတာတော့မှထမင်းနဲ့ကို့အရင်ဆုံးဟိုဗလိန်းတာကလည်းတခြားလူတွေမဟုတ်ဘူးနိမျက်နှာလေးကလှရတာနဲ့တကယ်ဆိုရင်ဝိတ်ချမှပိုကြည့်ကောင်းမှာပေါ့ဆိုအဲ့လောက်ကြီးပိန်တာကြကြီးမကောင်းလေတဲ့သူများတဲ့ဟိုကနေမကောင်းထင်နေဦးမယ်ဆိုတော့အမျိုးတွေကပိုဆိုးတယ်တခြားလေးချင်းကနေလောက်တာလည်းလောက်ပေါ့ဒါပေမဲ့ ဆောက်ကြောတင်အဆင်ပြေဘူး ကြောလျှော့ဖို့လည်းမမိနဲ့ဘူး ရင်နွေးချမ်းဝိုင်းကကြိုးဆိုပါတယ် ကျွန်တော်တို့ဒီတစ်ပတ်ကျမ်းမာရေးကြောင်းပြောလိုက်ကြအောင်စောစောအေးလို့စောစောထားလို့စောစောတန်းချောင်းကြပါစို့တိန်းတောင်နဲ့ကျွန်တော်ငယ်ငယ်စားခဲ့တဲ့ဟာ မြန်မာအန်ဒီကြီးစစချင်းတွေ့တွေ့ချင်းနှုတ်ဆက်တဲ့စကားနဲ့နှုတ်ဆက်အောင်မမကင်နိုင်ပိန်သွားရင်တော့ ဒါကကိုဝိုင်းမို့လို့အဲ့လိုပြောတာအပြင်မှာတွေ့တဲ့လူတွေကဟဲဝါတုံနေတာပဲအဲ့လိုမျိုးပြောထက်လိုက်တာဤစိတ်ဝါ ဘာတော့မဟုတ်တုတ်တာပါသေးတယ် ဟောလေအဲ့ဒါတော့kiss နဲ့အညီပြောင်းလဲသွားတာပါအရင်ကကျတော့ဝါလို့လှလို့ပေါ့နော်သူတို့ဝါလာတယ်ဆိုလို့ရှိရင်ဒါစိတ်ချမ်းသာအောင်ပြောတာအရင်ကတော့အရင်လူတွေကပိန်တာများလို့လားမသိဘူးဝါလာတယ်ပေါ့အခုကျတော့လူတွေကဝါလာတော့ဝိဒီပိုင်းတော်တော်ကြာလာတယ်ဆိုတော့ဒါဟိုမင်္ဂလာပါနဲ့လူလူပဲပေါ့ တခါအဲ့ဒါကတော့နည်းနည်း philosophy ဆန်သွားပြီဘယ်တော့မှလည်းမသိဘူးပေါ့စာအုပ်တုတ်ထဲမှာဖတ်ဘူးလားလူတွေကတဲ့ထူးဆန်းတယ်ပေါ့တိရစ္ဆာန်လေးတွေမွေးရင်ကြာခွေးလေးကြောင်လေးတွေကောင်လေးတွေမွေးရင်ဘယ်သူမှပိန်ညောင်ပြီးတော့အယိုးချောက်နေတဲ့ကောင်ဆိုရင်မချစ်ဘူးဝတ်တုတ်ကလေးတွေမှာလူချင်းချင်းကြတော့လေလို့ဝတ်တုတ်နေပြောတယ်တုံတော့ slim မှာကြိုက်တယ်လောကကြီးကလည်းအဲ့လိုမျိုးဆိုပြီးတော့စာအုပ်တုတ်ထဲမှာဖတ်ဘူးလေ အရင်ဘက်တည်းကျွန်တော်ပြောခဲ့သလိုပဲဒီ manipulate လုပ်ခံရတာပဲဒါ system ထဲမှာဖြစ်နေဝိုင်းလာတဲ့ခင်မဟုတ်တော့ဗျာဝိုင်းဒီ blame နဲ့ခင်ဖြစ်နေဒီကစိတ်ကြီးတွေရောင်းရင်လို့ပါ အာဝါတဲ့သူများလာရင်တော့ပိန်တာကြပိန်တဲ့လူများလာရင်တော့ဝါတာလှဟိုကြော်ညာတော့တတိယ super coffee လူအကြိုက်နမ်းမလိုက်နိုင်ဘူးလေ super တော့လိုက်နိုင်ပါလေဆိုတော့ဖြစ်တာ ကို့အရင်ဆုံးဟိုဗလိန်းတာကလည်းတခြားလူတွေမဟုတ်ဘူးအမျိုးတွေကပိုဆိုးတယ် မျိုးရင်းနဲ့တငယ်ချင်းတွေအဲ့ဒါ ဟဲကင်းတိုင်းဝိတ်တတိထားလို့ပြောလမ်းမှာနှုတ်ဆက်တဲ့စကား မျိုးရင်းကြီးတွေကပဲတစ္ဆာပေါက်တယ် ဒီမျိုးပေါ့ ဒီနေ အဲ့ဒါလည်းဟိုကနေတူမယ်ဗာလဲအသက်အရွယ်နဲ့ဆိုင်မနေတူဟိုကလည်းလူငယ်ကြတော့ဟိုတိတ်ကြိုက်လူကြီးကြတော့ဟိုပိန်သွားတယ်နော်လို့ပြောရင်ကြတော့မကြိုက်ဘူးဘာလို့ဟိုပိန်သွားရဆိုဟာကျမကြီးမကောင်းတော့လားဘာလားသိမလားအဲ့လိုမျိုးဖြစ်သွားပြီသိမလားတချို့လူကြီးကြတော့ ယောဂတကူများပါ ယောဂမြတ်တခုဖြစ်နေလားပေါ့နော်အဓိကတော့ဟိုပြောတဲ့ message တခုကို interpret လုပ်တဲ့ပုံစံပါသိမလားဒါကို तू ကဘယ်လိုဘာသာပြန်လိုက်လဲပေါ့ तू ကောင်းတယ်ဘယ်လိုထည့်လိုက်လဲအဲ့ဒီပေါ်မူတည်ပြီးတော့ခံစားရတဲ့လူကလည်းခံစားပါမခံစားရတဲ့လူကလည်းမခံစားဘူး ကိုရီးယားကျတော့ဒီရွယ်ကြီးလည်းရောက်နေပြီတော့ဟို teenager တုန်းကလာပြောရင်တော့ခံစားရတာပေါ့ဟာငါဝနေပြီအခုရွယ်ကြီးလာပြောရင်တော့ဘလို့မှမနေပါဘူးတို့အမျိုးတွေထဲမှာတော့အဲ့လို teenager လေးရှိတာသူတို့ဟိုထက်တန်းလောက်ပဲရှိတယ်အဲ့ဒါကိုနိမျက်နှာလေးကလှရတာနဲ့ကလေးကိုဝိုင်းပြီးတော့နိမျက်နှာလေးကလှရတာနဲ့တကယ်ဆိုရင်ဝိတ်ချမှပိုကြည့်ကောင်းမှာပေါ့ဆိုဟိုကလည်းလှုပ်ရှားပါတယ်အစားတွေလည်းရှောင်းလေ့ကျင့်ခန်းတွေလုပ်လိုက်တယ်လုံးဝစလင်းဘော်တွေဖြစ်သွားတာဟိုတုတ်ကနေအဲ့ချိန်မှာအဲ့ကြတော့ဗာပြောပြန်လဲဆိုတော့အဲ့လောက်ကြီးပိန်တာကြကြီးမကောင်းလေတဲ့သူများတဲ့ဟိုကနေမကောင်းထင်နေဦးမယ်ဆိုတော့ဟိုကလေးကဘာလို့မှမသိတော့အဲ့လိုလည်းရှိအဲ့လိုလည်းသွားပြောခံရတဲ့ကလေးကြတော့လေစိတ်ညစ်မှာ မြန်မာစကားပုံရှိရင်လေချင်းမုံ9ရက်ကဲ့ရက်9ရက်လူတွေကအဲ့တစ်ခုပဲလုံနေရွေးပြီးတော့ ဟိုဘယ်ထဲမှာနေမလဲပေါ့ကိုကြိုက်ကိုလိုက်ပြီးတော့နေမလားပတ်ဝန်းကျင်အကြိုက်လိုက်ပြီးနေမလား အခုပဲ weight ကတော့အဲ့လိုဟိုသူတို့ပြောသူသတိထားဆိုသတိတော့ထားပါလေထားတယ်ဆိုတာဟို overweight တွေပါမဖြစ်အောင်တော့ကိုယ့်ကူတော့ကြည့်ချက်နေရတာဒီမှာလည်းနိုင်ငံခြားရောက်နေတော့ဟိုကျန်းမာရေးကိစ္စတခုခုဖြစ်နေတာလေအဲ့လိုတွေဟိုမိသားစုတွေပါရှိတာပေါ့ဆိုတော့အဲ့လိုမျိုးတွေမဖြစ်အောင်တော့ကိုယ့်ကူကျန်းမာအောင်တော့လေ့ကျင့်ခန်းလေးပါလေးလုပ်เสียရှိတာလုပ်ဟိုစားတော့လည်းရမ်းဟိုစားကျင်တိုင်းမစားဘူးပေါ့လေစီများတာတွေပါဆိုရင်လည်းရှောင်လိုက်တာပေါ့အဲ့လိုမျိုးလေးတော့ကိုကျန်းမာရေးအတွက်တော့ကိုယ့်ကူကြည့်ချက်ပြီးတော့နေဒါပေမဲ့အဲ့လိုကြီးတော့သူများပြောလို့တော့အရင်တော့ငငယ်တုန်းကလို့တော့ fee မဖြစ်တော့ဘူးငငယ်တုန်းကတော့ဟာဒုက္ခပဲဟွာနေပြီလားမှန်ကြည့်နေတော့တစ်ချိန်လုံးအဲ့မှန်ကြည့်တော့လည်းတော့လေကြည့်လို့ဆိုပြီးပြောခံပြန်အဲ့ဒါကနေမှန်ပဲကြည့်နေတာပဲ ချောတာဘူးလို့ပြောရတာ တနေ့ကျမ်းမာရေးအနေနဲ့လေ့ကျင့်ခန်းတွေပဲဘာလုပ်ဖြစ်ကြလဲ သမင်းဆိုင်ဝါစားတယ် ဒါလည်းရေးကြည့်တယ် ညုံချောက်လား ဟုတ်ဝါစားရဆိုဒီလိုမျိုးကျွန်တော်ပြောတာပြင်းညံ့အောင်ဝါတာပြောတာ အသက်စီသွားတယ် ဟုတ်တယ်အဲ့ဒါမှညက်ထွက်တဲ့ခါကျအဆင်ပြေတာ effortlessly လား တတ်တာတော့ဟုတ်ဆိုကောင်းနေပါကြိုက်တာ ဟုတ်တယ်ဒူးဆိုတိုင်းပဲ အဲ့ရကြီးကိုညဘုံပြောဘူးညညောင်းသွားတော့ခဲစစ်ဘောပင်လို့ စာကြည်တာပေါ့လေတခါလေဒါတော့ဟိုပါပဲဒါလည်းဟိုသူ့ရဲ့ system သဘောတရားပါပဲတည်မလားဟိုဒီကအဝင်လာပြီဆိုရင် तू ကဖယ်ပေးရတာပဲတည်တနည်းမရ မ တော့ ဖဲပြီးဂျမ်းဖြစ်သွားပြီနေလို့မကောင်းတော့ ဒီလိုမဟုတ်တော့ဒါဟိုတဘာဝဆန္ဒပါဗျဟိုတိုက်ရိုက်
ဟုတ်သဘာဝဆန်လုံးတာပေါ့နော် အဲ့မှာလည်းအဲ့ဒီ system နဲ့ပတ်သက်လို့တချို့ကြတော့အဲ့မှာဆိုရင်မေးရမြဲပြောတယ်အသီးရွက်စားရမယ် fiber စားရမယ်ညီမတွေဆိုရင်ချင်ရင်ရင်းနေပါလိချက်ကြတယ်တောက်ကြတယ်ဆိုဒါအမြဲတမ်းဟိုတတိထားပြီးတော့အဲ့ဒါတွေပါအောင်စားတင်တယ်ပေါ့ဟုတ်ရင်ဆေးကူရတဲ့အဆင်ပြေမယ်ပေါ့ဒါပေမဲ့တချို့တွေနဲ့စကားပြောကြည့်တော့လေဟိုဒါရုံးကတငယ်ချင်းတို့တခြားလူတွေနဲ့ကြတော့လေသူတို့ပြောတယ်သူတို့ကအမြဲတမ်းဆေးတောက်ရတယ်ပေါ့ဝမ်းနှုတ်ဆေးတောက်ရတယ်ပေါ့ဒါပေမဲ့သူတို့စားနေတာကြီးကြည့်လိုက်တော့လေသူတို့ကကိုယ့်ထက်တောင်စုံအောင်စားသေးတယ်ဟိုတေချာအသီးရွက်နဲ့အဲ့လိုရေနဲ့ချက်ပြုတ်ပြီးစားရပဲဒါပေမဲ့သူတို့ကမရဘူးတဲ့အဲ့လိုမျိုးဆေးကူမှရတယ်အဲ့ဒါကြတော့လေအဲ့ဒါတွေဂျင်းနဲ့လည်းဆိုင်မလားလည်းမသိဘူး ရှိတယ်ကျွန်တော် သူ တိတ် က3ရက်မှတစ်ခေါက်သွားတဲ့လူတွေရှိဟိုဝမ်းရှုပ်တာမဟုတ်ဘူးဗျာသူတို့အကျင့်အောင် import တာထက်မှအဲ့လို output ထွက်တာဗျာပုံမှန်လေးစားရဲဆို3ရက်လောက်မှတစ်ခေါက်အဲ့လိုမျိုးသွားကျွန်တော်ကတိတ်မထားဘူးဆိုတော့ story တိတ်မရှိရတာမသိဘူးငယ်ငယ်တော့ဟုတ် ကျွန်တော် refresh လုပ်တာလေ refresh လုပ်တာနဲ့ကွန်ပျူတာသမားတွေမို့လို့ ਨੇ တူပါတယ်တခုလေးကျွန်တော် refresh ပဲကောက်လုပ်တာ ဟုတ်တယ် အဲ့ဒါမြန်ဟိုအဖတ်ဖြစ်မလားခန္ဓာကိုယ် ကန်စိတ်ဥတုအာဟာရ၄မျိုးလုံးစုံမှပဲကျွန်တော်ကလူကကျမ်းပါပါလေလုတ်တဲ့လုတ်လေးကလည်းကောင်းမှရာသီဥတုတွေလည်းအဆင်ပြေမှအစားအသောက်လေးကလည်းအဆင်ပြေမှပုံမှန်တော့ကျွန်တော်ကျမ်းပါရေးတိတ်မလုပ်ဖြစ်ဘူးဟိုအရင်တော့ကတော့ကျွန်တော်ဘောလုံးကန်နေပြေးတယ်အဲ့ဒါလေးကိုရှိတယ်ပြေးတာတစ်ခုပဲလုပ်ဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ကျွန်တော်တတိထားမိတာမျိုးစုံတော့ရှိမှာပေါ့နော်အာသာမျိုးစုံရှိမှာလူမှာကျွန်တော်ကတော့ဒီကွန်ပျူတာသမားဆိုတော့ကွန်ပျူတာရှိမှထိုင်တာများရဗျာအဓိကအညောင်းမိတာပေါ့နော်အဲ့တစ်ခုတော့ဒီရှာလုပ်မိတယ်ဘယ်လိုပုံစံမျိုးဆိုအကျော်လျှော်တော့လူကအကျော်တင်ရင်မရဘူးလေအဲ့အကျော်လျှော်တဲ့ဟိုမျိုးစုံလုပ်ကြတာဗျာယောဂါတွေရောဘာရောမျိုးစုံအဓိကပြန်ဆန်းစစ်လိုက်နောက်ဆုံးကအကျော်လျှော်တာဆောက်ကျော်တင်ရင်အဆင်ပြေဘူးကျော်လျှော်ပြီးအညောင်းမြင်ညာပြီးလမ်းလျှောက်တာလို့အဲ့လိုအကျော်လျှော်နည်းမျိုးစုံပေါ့နော် ဒီတော့ကကြတော့အဲ့လိုမလုပ်ဘဲနဲ့ဒီတိုင်းပဲထိုင်ပြီးတော့လုပ်နေပြီဆိုဆက်ပြီးတော့လုပ်နေတာပေါ့နော်မထမိဘူးအဲ့လိုမျိုးတွေဆိုတော့အကြီးပေါင်းနေပါရဲ့လို့ဖြစ်ချင်ဆိုတာပြုအဲ့ဒါလည်းဖြစ်သွားရင်မလွယ်တော့သူကတောက်လျှောက်သွားတာဒီကနေပြီးတော့ဒီခါပြီးအောက်က6တောက်ဒီအဲ့လိုမျိုးသွားတော့တခါဆိုအဲ့လိုမျိုးဖြစ်တာပေါ့ဖြစ်တယ်နည်းနည်းစလာပြီပေါ့ဇလန်ဆိုနာလာပြီဆိုတော့ तू ကဆရာဝန်ကဟိုရိုက်လိုက်တော့ X-ray လား X-ray ရိုက်လိုက်တော့ဟုတ်တယ် disc တွေက disc တစ်ခုကထဲထဲဝင်နေတာတို့အဲ့လိုတွေဖြစ်လာဟာအမှလက်ဖြတ်ပြီးတော့သူကတော့လေ့ကျင့်ခန်းနေပေးလိုက်တာပေါ့အဲ့ဒါတွေလုပ်ရမယ်ပေါ့တနေ့မတစ်ခေါက်လုပ်ဆိုတာလုပ်ရတာပေါ့တက်တာဝါညာမေ့သွားပြန်မလုပ်ဖြစ်ဘူးအမေကတော့လှမ်းလှမ်းပြီးတတိပေးပါတယ်တခြားလေ့ကျင့်ခန်းတွေလုပ်တာလည်းလုပ်ပေါ့ဒါပေမဲ့အဲ့ခုနကကိုဟိုပြောလို့ကြောလျှော့ဖို့လည်းမမိနဲ့ပေါ့ ကျွန်တော်သတိထားမိတာအသက်30ကျော်လာပြီဆိုရင်နည်းနည်းလေးစာဖောက်ချင်လာအဲ့လိုမျိုးအညောင်းမိတာလို့ပြီးလို့ရှင်လဲဝမ်းကပုံမှန်မဟုတ်တော့ဘဲနဲ့ဝမ်းကတိကောင်ဖြစ်တာလို့အသက်30ကျော်လာနဲ့ဖြစ်လာအရင်ကတော့ညောင်းနေကြိုက်တယ်ဘာမှလည်းမရှိဘူးဝမ်းလည်းအဲ့တွေလည်းဘာမှပူနေကြမလို့အဲ့တော့အသက်နဲ့ပဲဆိုင်မလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့ကိုယ်လည်းလှုပ်ရှားနေပဲဆိုင်မလားငယ်ငယ်ကတော့ ဟိုဒီအကြီး run တာကြာပြီဗျာကြာလိုက်ပြန်လည်းပြင်ဆင်တာမရှိတော့ခန္ဓာကိုယ်ကမခံနိုင်တော့ပါတယ်နေ အရင်ကတော့လေ့ကျင့်ခန်းဆိုလည်းထူးထွေတွေမရှိပါဘူးအเจ้าမှာဘောလုံးကန်လိုက်တယ်ပြီးသွားတယ်ဒါကျွန်တော်လေ့ကျင့်ခန်းတော့ထူးထွေလုပ်နေရမှာပေါ့အရင်ကျောင်းသွားတယ်ဆိုရင်ကျွန်တော်တို့ဆိုရင်ကျွန်တော်ဟိုလမ်းလျှောက်ပြီးပဲသွားတာ45မိနစ်လောက်ပြီးတော့ 45မိနစ်လောက်ရှောက် 45မိနစ်အောင်ရှောက်ပါ ရှောက်ပဲ45မိနစ်ဒါနေမလားပါတော့ကျွန်တော်တို့ပုံမှန်အဲ့လောက်ပဲရှောက်တယ်ပြန်လာတယ်ဒါပဲ ကျောင်းဒီကကျောင်းပေါ့နော်ကျောင်းကနီးနားမှာမရှိတာ ဟုတ်တယ် အားလုံးစုပြီးဖွင့်တာ ဖွင့်လာဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကအပြန်မှာဘောလုံးကန်နေတယ်အခုအသက်30လေးကျော်လာဘောလုံးကန်ပြေးလည်းမပြေးနိုင်တော့မောဟိုက်လာဘောလုံးလည်းမထိတော့ ကျွန်တော် ဟိုတော့တော့ကိုကိုတော့ရင်နေရတယ်ဘောလုံးနဲ့ထိန်းလို့မရတော့ဘောလုံးနဲ့ကန်တော့ပြေးရတယ်ဘယ်လိုဖြစ်နေမလဲလဲဆိုလေနော်မကန်ပြစ်တာလည်းကြားလဲပါမှာ ဟုတ်တယ်အဲ့ဒါကြောင့်နေလေ အဲ့တော့တစ်ခုမှတစ်ခုဝမ်းကတိကောက်ဖြစ်လာတာပြီးလို့ရှိရင်ဇက်ကြောတက်ချင်လာတာလို့ဟိုကဖြစ်လိုက်ဒီကဖြစ်လိုက် နောက်ဟိုက first day နေပါရောလုပ်ကြဒီ လု လို ပ်ဖြစ်တယ် ဩ ကျွန်တော်မလုပ်ဖြစ် fasting ကိုသူများတွေလို့တော့မဟုတ်ဘူးကိုအဆင်ပြေသူလုပ်တာဘယ်လိုဆို ခင်မကောင်းတဲ့နေ့လုပ်လိုက်တာ မျိုးစုံပြောကြရပါတော့ဥမာအဓိကအစာဖြတ်တာပဲပေါ့နော်အစာဖြတ်တာညနေ6နာရီစားတယ်နောက်တစ်နေ့မနက်6နာရီဆို12နာရီဖြစ်မှာပေါ့12နာရီမို့16နာရီလောက်မနက်ဆိုရင်ဘယ်နိုင်မှစားအရင်တော့ဟိုဒေးဗစ်နဲ့တူတူနေတော့ဆိုရင်ကျွန်တော်လုပ်တယ်လေလုပ်တယ်ဆိုတာညဘက်ကျွန်တော်စားပြီးရင်မနက်ကျရင်တော့လည်းမစားတော့ဘူးဗျာနေ့တည်းစားနဲ့မနက်စာကိုပေါင်းစားလိုက်တဲ့အမျိုးပေါ့အဲ့လိုမျိုးတော့လုပ်ဖြစ်တယ်တစ်ပတ်မှာ3ရက်တို့4ရက်တို့အဲ့နေတူကောင်းတယ်အဲ့ဒါ တချို့ဆို2ရက်3ရက်ဖြတ်ပလိုက် ဟာ အဲ့ဒါလည်းလုံးတင်နေတယ်သူတို့ကပြောတယ်အဲ့ YouTube က influencer တွေပါသူတို့ပြောတယ်သူတို့က fitness တွေပါလုပ်ပြီးတော့အဲ့ဒါမျိုးတွေပါလုပ်ကြတော့ဟာလေအဲ့ဒါလည်း body ကိုလုံးဝ reset ချပလိုက်တာပေါ့ပြန်ပြီးတော့ဟို factory reset ချတယ်အဲ့ဒီအချိန်မှာ3ရက်လောက်မစားတဲ့အချိန်မှာအကုန်လုံးကအထဲမှာဖြစ်နေတဲ့ဒီ body က cleansing ဖြစ်သွားပြီးတော့ဟာပြန်ကောင်းသွားတာပေါ့အစ်စ်လိုပြန်ဖြစ်သွားတယ်ဟုတ်လားတော့မသိ ဟုတ်လား ဘူးကတော့မလုပ်ဘူးမလုပ် အဲ့ဒါသူတို့တချို့တွေဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဘယ်လိုနေထားဘယ်လိုဆိုပြီးသူတို့တိုင်ပင်ပြီးလုပ်ကြရတယ်ရှိတချို့တွေကြတော့လေဘာနဲ့လုပ်လဲဆိုအုံးရည်နဲ့ပဲအုံးရည်ပဲတောက်တယ်ဘိုက်ဆိုင်အုံးရည်ပဲတောက်တယ်တကယ်ကိုဘိုက်အတင်းစားလို့ရင်အုံးဘက်အုံးသီးဆိုင်ဘက်ကလေးစားတာပဲရှိတယ်တချို့တွေအုံးရည်နဲ့လုပ်တာတော့တွေးပြီ အဲ့ YouTube ကလူတွေကသူတို့ကအုံးရည်တောင်မဟုတ်ရေပဲတောက်တော့တာ ဟောဆင်းမြင်လား အဲ့တိုင်းပဲအဲ့ဒါကို3ရက်လောက်တော်တော်တော့ပထမ1ရက်2ရက်မှာတော့ဘိုက်စားတယ်ပေါ့နော်အဲ့လိုအစားအသောက်တွေမြင်
ညင်မခံနိုင်ပေါ့ရန်ခံစားရတယ်ပေါ့ဒါပေမဲ့နောက်ဆုံးနေ့ရောက်လာတော့ရိုးကဘလို့မှမနေတော့ဘူးလို့ပြောတာပဲမကိုတွေကြတော့အဲ့ဒါမျိုးကစာအိမ်နေပါပြဿနာရှိတယ်လို့ဆိုတော့မရတော့ဘူး မရတော့ gas တွေထွက်လာ ဟုတ်တယ် ဒီနိုင်ငံခြားတော့မအောင်စားလို့ရအောင်ဖြစ်သွားတယ် ကျွန်တော်ဆိုရင် gas တွေထွက်လာတယ် အရောင်းစားလို့ရတဲ့အထိရောက်တော့မှာပေါ့ဒါအများလာပြီးတော့ ပြီးတော့နောက်တစ်ခုကအဲ့ဒီသူကဗျာဟို energy ကိုက input မရှိတော့ရင် output ကလည်းချွေတာမှရမှာသိရဟိုဒီတိုင်း flow နဲ့သွားလို့မရဘူးဥပမာကျွန်တော်ဆိုကွန်ပျူတာတစ်နေ့ကိုဟိုမျက်စိပွင့်တဲ့ချိန်တိုင်းလို့သုံးအဲ့လိုမျိုးကျွန်တော် fasting လုပ်လိုက်ရင်အဲ့လိုမျိုးကျွန်တော်သွားသုံးလို့မရဘူးအဲ့လိုကျွန်တော်ထိသွားမှာပေါ့သိရအဲ့လိုမျိုး adjust လုပ်မှရအောင်ဆို input မှမရှိတော့အဲ့တော့ output လည်းကျွန်တော်ထုတ်လို့မဖြစ်ဘူးကျွန်တော်ခက်တည်ပဲထိုင်နေတယ် နောက်ပြီးတော့ကျွန်တော်တို့ဒီမြန်မာလေးအားနေချက်လို့ပြောမလားမသိဘူး knowledge အဲ့လောက်ကြီးမရှိရလားဟိုကျွန်တော်တို့ဆင်းရဲတာလည်းပါမှာပေါ့နော်ဒီသားစုစုမှာအသားတဲ့တိတ်မရှိဘူးဒီအဲ့တော့ကျွန်တော်ကထမင်းပဲစားလိုက်တယ်အဲ့ကစီတက်ကဘလောက်မှမခံဘူးတော့ကျသားတုံးကို၄-၅တုံးတစ်ခါလဲကြက်ပေါင်ပြည့်တကောင်လုံးပြည့်တယောက်တည်းစားလိုက်တယ်နိုင်ငံခြားမှာသူတို့ရှိရလေစားကြတယ်တကောင်လုံးစားတာအမဲသားဆိုတော်တော်အများကြီးတခုပြအဲ့တော့လောက်အများကြီးဆိုရင်ကျွန်တော်ကအမိသားစုလုံးနေ့မနေ့ညလို့ခွဲပြီးချက်တာအဲ့ဒါကြီးဖွာမယ်ထင်တယ်လို့ ဟုတ်တယ် အသားတဲ့ protein မရှိရလဲပါမှာပေါ့နော်ဆွမ်းနာတို့အစာဖြတ်မယ်လို့ဘာလို့ဆိုရင်သူတို့ plan လုပ်တဲ့လူကြီးအဲ့လိုမျိုးလိုအပ်တဲ့အာဟာရတွေအကုန်လုံးစီစဉ်ပြီးတော့စူးစမ်းထား ဟုတ်တယ် ထားပြီးကမှအဲ့လိုလုံးမရမယ် ဟုတ်တယ်ပြန် blind သွားလို့ရင်တော့မလွယ်ဘူး ဘယ်တော့ adjust လုပ်မှရ ကိုယ်ကပေါ်ဝင်ပြောရတယ်ကျွန်တော်ဘာတော့ကျွန်တော် KFC စားစားတော့လေKFC တုံးရအကြီးပဲဒါဆိုတော့အိမ်မှာဆိုတော့ထမင်း3နှစ်လောက်စားလို့ရတယ်ဆိုပြီးတော့ ကျွန်တော်တို့မှာထမင်းငယ်ရထမင်းဘလောက်တောင်စားတယ်ထမင်းစနက်တွေဟိုဝိုင်းနဲ့ကျွန်တော်လာအောင်မှာတော့ပါလေဘီယာဆိုင်သွားတော့မှာထမင်းလေးချက်ထားလို့သူတငယ်ချင်းလမ်းခေါ်တယ်ထမင်းလေးချက်ထားလို့ဆိုတမျောလို့ဆိုပြီးအဲ့ဘီယာဆိုင်ကိုထမင်းလေးထုတ်သွားဟိုရောက်တော့အဲ့ဒါလေးဖွင့်တော့ဆိုင်းလူရဲ့ကြောင့်တော့လည်းကြည့် ဘယ်နဲ့အကင်ပန်းကြီးပေးပါချပြီးထမင်းတွေထုတ်စား အဲ့ဒါဟိုဖြစ်ပါသေးတယ်တဘာဝကြပါသေးတယ်တချို့ဆိုရင်မရဘူးထမင်းရမ်းကြိုက်တာလေကျင့်ရပါနေမလားခုနကအိမ်မှာထမင်းကအဓိကစားခဲ့ရတာဆိုတော့ပီဇာစားရတာတော့မှထမင်းနဲ့ထမင်းနဲ့ကိုပီဇာကိုဖဲ့ပြီးတော့မြုပ်ပြီးတော့ဟင်းချင်းစားလို့ဆို အဲ့ဒါကြီးကတော့ဘလို့မှမအဆောက်နဲ့တူတယ် ဟောတော့ပဲပေါင်မို့ငပိနဲ့စားနေတယ်ပဲ ဘာမှငပိနဲ့ ကျွန်တော်စီမှာတော့ယူသီးစားတောင်းတို့ယူသီးကြော်လေးနဲ့စားကြရင် ဘာမှငပိကြော်လို့ဘာလို့လဲတော့စားပါတယ်အစိမ်းနဲ့တော့မစားဘူးဘာမှငပိကြော်လို့ပြီးရင်တက်လို့တော့ငါဆိုရင်ဗာလဲငါးတစ်တာလी စားကြတယ်ငါတဲ့ အားလို့ကောင်း တော့အဲ့ဒါကလည်းတခါငယ်တော့ဟိုစင်ကူမှာတော့အလုပ်လုပ်နေပြီအဲ့စင်ကူကဆိုင်ရှိတယ်နာမည်တော့မေ့ရက်ခွန်လာပါလားမြန်မာပြည်မှာလည်းရှိတယ်ကော်ဖီလို့လက်ဖက်ရည်လို့ရောင်းတယ်သူက Asian sandwich ဆိုပြီးတော့Asian sandwich ဆိုတာဘာလဲမသိဘူးစိတ်ဝင်စားစရာပဲသူကပဇွန်တွေပါတော့ရေးထားတယ်ပေါ့အဲ့ဒါတွေပါတယ်ပေါ့ငယ်ဦးသီးတွေပါတယ်ကိုကလည်းဒါမှားလိုက်တယ်ပြီးတော့မပဲဟုတ်အိမ်မှာဖွားလုပ်ပြီးတဲ့အဲ့ဘာလက်ချောင်းရုံဟိုကပေါင်မုံလေးညက်လာအဲ့ဒါဖြစ် ကျွန်တော်အဲ့ channel တစ်ခုမှမြင်လိုက်တယ်ဟောအဲ့ကြီးကငါငယ်တော့စားတဲ့ဟာကြီးပါငါ6ကြော်လူယူသီးကြော်လူဟာနဲ့ပေါင်မုံနဲ့ညက်ပြီးတော့ရောင်း စားတော့ကလည်းစားတော့လည်းကျွန်တော်တို့ငယ်ငယ်တော့စင်းစင်းကြာစားခဲ့ရမှမရှိပါ ချီ ဘူးပိုက်ပြင်ပြရပါ အခုမှအဲ့တော်တော်လေးပြန်ပြီးတော့လုပ်ယူရတာ မရအောင်လည်းမစားခဲ့ဘူးအသီးရွက်လည်းပေါအောင်စားခဲ့အသားတက်လည်းပေါအောင်စားခဲ့ကိုကြံကြိုက်တာနဲ့အကုန်လုံးအပြေးပိုက်ပြေးဆွဲလိုက်ရ ကျွန်တော်ကကြတော့ငငယ်လေးကကျွန်တော်အစုံစားတယ်ဥမာဟိုဗာလဲတီးစုံဟင်းလို့ပါရှိရမလားရှိရဟာကြီးဘာရတယ်မလဲမသိဘူးပါဇက်တဲ့ကုန်တယ်အဲ့လိုမျိုးကြာအရွက်တွေဆိုလည်းအကုန်စားတယ်ကျွန်တော်မစားဘာမှမရှိ ကျွန်တော်တို့ဘာမှမစားဘူးငယ်တော့ကြီးမှစားတယ်တချို့အဲ့သူစားတော့မစားဘူးသူကဘာလို့မသိဘူးနောက်ရှိသေးရွက်တွေတားများလာရင်မရတော့စိတ်ကကျွန်တော်စီမှာအခေါ်ဝေါ်ရှိရည်အမိုက်တွေတားများနေအမိုက်တွေမထဲနဲ့တော့ ခင်ဗျားလာသူဆိုရင်ကျွန်တော်တို့ကြတော့ကျွန်တော်တို့အခင်းလေးစိုက်ထားတာဗျာကျွန်တော်တို့အမေတွေကကြတော့အဖိုးဟိုဟာတွေပေါ့လေတော့လေသမားတွေလေအမေကလည်းဖွားချီကမျိုးစိလေးယူပြီးကျွန်တော်တို့အိမ်ရှိမှလည်းအဲ့လိုမျိုးနေရာကျယ်ရှိတော့ဒီမှာစိုက်တိုင်းဥမာစိုက်ခင်းရှိတော့ဗျာအသီးနှံဆုံးရှိတယ်ကျွန်တော်ဆိုရင်ထမင်းစားရင်ထမင်းအိုးကြီးနဲ့အပိရည်နဲ့အဲ့နှစ်ခုယူပြီးတော့ကျွန်တော်အဲ့တဲဆင်းသွားပြီးတော့အမရေလောင်းရင်းနဲ့စားရေလေးလည်းလွှတ်ထားပေါ့အသီးလေးကိုကူးလိုက်ရေလေးစီးလိုက်ငပိရည်လေးနဲ့ထမင်းနဲ့စားလိုက် အဲ့ဒါကုလေးပဲအဲ့ဒါရင်ခိကမှုလို့အခုဆိုရင်အဲ့ဒါဘလော့ရိုက်လို့ရပြီ ဘလို့ရတော့ပြီ ဖိုးတယောက်လိုနာမည်ကြီးတော့မှာ အောင်ချမ်းအေးတာ ဟုတ်တယ် ဟာသားတွေရတယ်ဘာလို့ငင်းချမ်းတော့ပါမွန်ငါစားလို့ရှိရင်လိုက်ပွဲတောင်းတာငါဖိုးကစားခဲ့တာကွာဆိုခုလဲဟိုဒီပြကငါစားခဲ့တာကွာဆိုတော့ပြောလို့ရတယ်ဟဲ့လားဒါမျိုးอ่ะ ငပိရည်ကခင်ဗျားတို့ကတော့အထက်ကလူတွေမလို့ကျွန်တော်တို့အောက်ဘက်ကလူတွေကြတော့တော်တော်စားကြတယ်ဗျကျွန်တော်တို့ဆိုအဲ့ငပိရည်နဲ့အကုန်စားဘူးလေဥမာဇီးသီးအိမ်မှာဇီးသီးတက်ရှိတယ်ဇီးသီးနဲ့ငပိရည်နဲ့တမင်းနဲ့စားတယ်အဲ့ပြီးရင်မကလာသီးနဲ့လည်းငပိရည်နဲ့တမင်းနဲ့စားတယ်အဲ့လိုဒီကိုစား ဟုတ်ကြီးငပိတောင်းမရှိရငပိတိတ်မရှိ ငပိတောင်းတောင်ကျွန်တော်စီတိတ်အောင်ဖြစ်ကျွန်တော်တို့ကခုနအဓိကစားတာငေးဥသီးစားတောင်းနဲ့ငေးဥသီးရောအဲ့ဒါများရနော် ဟုတ်တယ် ငပိရည်စားလားဆိုတော့ ကျွန်တော်ဘက်ကရခိုင်နဲ့နီးတော့အဲ့ရခိုင်ရဲ့ငပိတောင်းလေအဲ့ဒါကြီးစားကြတယ် ရခိုင်ပြီးတောင်းနဲ့ကြိုက်တယ် ငပိရဆိုရင်စားစားချင်တော့အနမ်းအောင်ခံတယ် ကျွန်တော်ဆိုဦးလိုပြောတာမဟုတ်ဘူးယွန်းမယွန်းနဲ့ငပိရေးကြီး အခုမှငပိရန်ကုန်ရောက်လာငပိစားတယ် ကျွန်တော်အခုထိမစားတတ်သေးဘူးငပိ လေးစားကြည့် ကြိုက် စား တယ် ကြည့် အဲ့ငပိရေကို
ဘယ်လိုမှမခံစားနိုင်ငပိယိုကြီးဆိုကျွန်တော်ပြေးတော့တာအိမ်မှာတော့မနေ ခုနောက်ပိုင်းကျွန်တော်တို့ဘက်မှာလည်းပဲအဲ့ငပိရင်စားလာကြတယ် ကိုရီးယားတော့ရန်ကုန်ကဆိုအကုန်စားတယ်ငရုတ်သီးစားတောင်းလဲစားတာပဲ ဟုတ်တယ် ဒါရခိုင်ငပိတောင်းလဲစားတယ်ငပိရည်ကြိုက် ငပိတောင်လည်းတော်တော်ကြိုက်တယ်ငပိတောင်ဆိုရင်ကျွန်တော်အမလည်းငပိတောင်ထောင်းတာတော်တော်ကောင်းတာငပိတောင်ထောင်းလို့ကျွန်တော်အကိုရဆိုအမတရသီးနဲ့ပါထိုင်စားတယ်ထမင်းနဲ့မဟုတ်တရသီးနဲ့ထိုင်စားခါကြရင်ဒီညနေပဲထောင်းလိုက်တယ်ညကြောက်ကုန်သွားအမေဘယ်လိုရောက်စားလဲ